မင်္ဂလာပါရှင်။ဒါဟာကထိုင်းမြန်မာဘာသာစီစဉ်မှာပြန်လည်ကြိုဆိုလိုက်ပါတယ်။ဒီကနေ့တင်ဆက်ပေးမယ့်သတင်းကတော့ပြည်နယ်ခရိုင်မြို့နယ်မိသက်ရုံတာဝန်ရှိသူ52ဦး CDM လှုပ်ရှားမှုတွေပါဝင်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားပါမယ်။ဟာကမြို့စစ်တပ်အုပ်ချုပ်မှုကန့်ကွက်ဆန္ဒဖော်ထုတ်ပွဲ12ရက်နေ့မြောက် CDM လှုပ်ရှားမှုတွေပြည်နယ်ခရိုင်နဲ့မြို့နယ်မိသက် AR 80ခန့်ရှိသည့်အနက်52ဦးတို့သည်ဖေဖော်ဝါရီလ18ရက်နေ့မှစပြီးပါဝင်လာခဲ့ကြောင်းသိရှိရပါတယ်။ဤကိစ္စနဲ့ပတ်သက်ပြီးတော့နာမည်မဖော်လို့သူမိသက်ရုံတာဝန်ရှိသူတဦးကမိသက်ရုံတာဝန်ရှိသူတွေအားလုံးဒီလှုပ်ရှားမှုမှာပါဝင်ကြပါတယ်။ဒါပေမဲ့ပွင့်လင်းရာသီဖြစ်နေတဲ့နွေရာသီဖြစ်နေတာကြောင့်တခုခုအိမ်မီးလောင်တာဖြစ်ပွားနိုင်တာကြောင့်ဒီလှုပ်ရှားမှုမှာမပါဝင်ဖြစ်ခဲ့တာဖြစ်ပါတယ်။တကယ်ဆိုရင်အများပြည်သူအကျိုးအတွက်အောက်ခံတာဖြစ်ပါတယ်။ဒါမှမဟုတ်ရင် CDM လှုပ်ရှားမှုမှာပါဝင်ချင်ပါတယ်။ယခုဟာခမြို့နယ်မိသက်ရုံမှာအင်အား4ယောက်လောက်ပဲရှိပါတယ်လို့ထင်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့ရုံတရုံမှာ2ယောက်3ယောက်လောက်တော့ရှိတင်ပါတယ်။တခုခုဖြစ်ပေါ်လာတယ်ဆိုရင်မကောင်းပါဘူး။ဘာပဲဖြစ်ဖြစ်ယခုလိုအခြေအနေမျိုးမှာအိမ်မီးလောင်တာတွေတောမီးလောင်တာတွေမရှိကြဘူးဆုတောင်းပေးကြပါ။ဘာဖြစ်လို့လဲဆိုတော့ CDM လှုပ်ရှားမှုမှာအများစုပါဝင်နေတဲ့အတွက်တခုခုဖြစ်လာရင်သူတို့ကိုပြန်ခေါ်နိုင်တော့မှာမဟုတ်ပါဘူး။ဒါကြောင့်ဆုတောင်းခြင်းဖြင့်ကုညီစီစဉ်ပါတယ်လို့ဟာကထမ်သတင်းဌာနကိုပြောပြခဲ့ပါတယ်။ယခု CDM လှုပ်ရှားမှုတွေထွေအုပ်ရုံပညာရေးကျန်းမာရေးမြမစီးပွားရေးဘဏ်နဲ့မိသက်ရုံအစရှိသည့်ဝန်ထမ်းများစွာပါဝင်လာကြပြီးတော့စစ်တပ်အာဏာသိမ်းမှုစန့်ကျင်သည့်ဆန္ဒဖော်ထုတ်ပွဲကိုလူထုနဲ့အတူပါဝင်နေလျက်ရှိကြောင်းသိရှိရပါတယ်။ဟာခမြို့အင်းဝဘဏ်တွင်တာဝန်ထမ်းဆောင်သူတဦး CDM လှုပ်ရှားမှုတွင်ပါဝင်သောကြောင့်အလုပ်ဖြုတ်ခံရတဲ့သတင်းကိုဆက်လက်တင်ဆက်ပေးသွားပါမယ်။ချင်းပြည်နယ်ဟာခမြို့အင်းဝဘဏ်၌တာဝန်ထမ်းဆောင်နေသော Slide Francis သည်CDM လှုပ်ရှားမှုတွင်ပါဝင်လှုပ်ရှားသောကြောင့်ဖေဖော်ဝါရီလ18ရက်နေ့တွင်အလုပ်ပြုတ်ခံခဲ့ကြောင်းသိရှိရပါတယ်။ CDM လှုပ်ရှားမှုမှာစတင်ခါစစနေနေ့ကနေရုံးမတက်တော့ပါဘူး။မန်နေဂျာကကျွန်တော်ကိုခေါ်ပြီးတနင်္လာနေ့အထိရုံးမတက်ဘူးဆိုရင်အထက်လူကြီးတွေကိုပြောပြပြီးအလုပ်ပြုတ်ပြမယ်လို့လာပြောပါတယ်။ကျွန်တော်ကခမည်းတော်လိုချင်တယ်လို့လုံးလိုက်ပါလို့ပြောခဲ့တယ်။ CDM လှုပ်ရှားမှုမပြီးမချင်းရုံးတက်မှာမဟုတ်ပါဘူးလို့ပြန်ဖြေလိုက်ပါတယ်။ဖေဖော်ဝါရီလ18ရက်နေ့မှာမန်နေဂျာကဖုန်းနဲ့အထက်ကိုတင်ဖို့ထွက်စာလာတင်ပါလို့လာပြောခဲ့တယ်။ထွက်စာတော့မတင်တော့ဘူး။အလုပ်ဖြုတ်မယ်ဆိုရင်ဒီတိုင်းဖြုတ်လိုက်လို့ပြန်ဖြေခဲ့ပါတယ်လို့ CDM လှုပ်ရှားမှုတွင်ပါဝင်လှုပ်ရှားခဲ့တဲ့အင်းဝဘန်ဝန်ထမ်း Slide Francis ကဟာကထမ်သတင်းဌာနကိုပြောပြခဲ့ပါတယ်။ယခုအလုပ်ဖြုတ်ခံရသူအပါအဝင်ဟာခမြို့အင်းဝဘန်ဝန်ထမ်း12ဦးရှိကြောင်းနဲ့အင်းဝဘန်ဝန်ထမ်းများစုသည်ပြည်မဖက်မှတက်ရှိလာသည့်ဝန်ထမ်းများဖြစ်ကြောင်းလည်းသိရှိရပါတယ်။ဒီကနေ့ဒါဟာကထိုင်းမြန်မာဘာသာစီစဉ်ကိုဒီလောက်နဲ့ပဲဆုံးသက်တော့မှာဖြစ်ပါတယ်။အားလုံးပဲကိုယ်စိတ်နှပြကျန်းမာကြည့်လို့ကြပါစေရှင်။ကျွန်မချယ်ရီပါ။